Anh khi lưu lại là có nói anh con này chứ làm gì nữa còn anh đi đánh gì nè thấy nè tay này rồi là dù sâu này kẹt ở bên ngoài con này mà bây giờ tiền nó sang áp gì đã tiêu về mà tông tiền nó sang áp đó sâu lẹ mà nó bắt đầu xì lụm mà hôn vậy mà là cái mình sâu lẹ kì mấy em là toàn gọi là mấy chim làm gì rồi tôi chỉ làm mấy em mà tôi chỉ làm đấy mấy nơi cái này mà đi à các bạn thì là mấy location thầu là mấy con mà xí mấy bên nào mà rung rồi location béo này đi có mấy cái mà nó mà location thầu là mấy biến to bé mấy mà làm đẹp to là mẹ đi không trôi hòa mẹ nó cài hòa nó cần nó hòa là có đi làm mà đi phâu cái gì được cái này bị to lắm cái nó ngon này được không đây chứ nó là cái màu mà cái gì rồi tùy cá ngay không hiểu đi cá bán đồ bên đây này yêu thôi nếu mà bông rồi nè thì có món này mà mú này giá đâu là này là tu to chẳng nó ở bên đây tây bà gì vậy mà lấy chú bà gì vậy nó quý rồi thế nào to đi mà tay luôn đi hả tay gì đâu là ở trên đây biết không tham á quá to mày let's go đi ngồi lên mũ để làm gì cho ý location thầu là rồi em phải to làm gì đi bên nào mà oh shit ya mu babi baby ya lu càng có lụ là lưu to ra càng có lụ cái chuối ấy nó giao rồi thì nếu mà phải đầu tiên này là hả siêu mày cái chuối này nó mà quá thấy cái trâu này hắn để chuối ấy không tí lúc này là cá này đấy rồi em thấy mà thay biết cá này à không không tí cái mấy vậy upo bao upo mưa mà không tí mấy vậy em cũng là mà cái đồ mà mà nó dễ chịu không nó cũng là mà có mình sinh hoạt cá đây là tốt bao nhiêu khung ê mình cá về khu này rồi người ta là đây là cá về tốt khu này ta là cá về tốt khu này không miễn một miếng này cái trái ngó đi vào khu là miếng là chỉ bị mày là nó mà lùi luôn á bố à nào miếng
တော့မင်းကပြန်ရရှိလို့ကောငါမဖွင့်လို့ရှိဒီဒါဆိုငါမှမရှိဘူးငါမှတော်ပဲငါမှ126ဒေါ်လာပဲပါတယ်အာမင်းစားတော့မလားဟဲ့အမြဲစားမှလည်းမဟုတ်ချီးမှလည်းမဟုတ်ရဒီနေ့ကလည်းလဲမယ်ကွာမင်းမှလည်းပတ်စံများရှိတယ်တော့မင်းဘာလို့ရှိမနေကြတော့ထောင်းတော့လို့ဟာမင်းကျမ်းလိုက်တာလေငါနဲ့တူတူတလဲပဲဘူဘယ်တော့မှရတော့ဘယ်တော့မှလို့ဆိုတော့ဘယ်တော့ကောင်းမလို့ဆိုတော့ဟဲ့နခတ်တယ်မင်းရလည်းဆွေးရတယ်ဒါဆိုငါပြောနေရလိုက်တော့ဟုတ်လားဘူတွေ့ပြီးမပေါ့မေးတော့တွေ့ရဖြစ်တယ်မေးပြီးငါအရင်ဆုံးမေးပြီးငါလာခေါ်မေးပြီးငါလာခေါ်မေးပြီးနော်ပြီးလာခေါ်လိုက်လေငါပြီးလာခေါ်မေးငါကတော့လာမငါအေးငါဒီမပြီးရတယ်အေးကောင်းဟိုတွေ့ရတယ်ကွာမေးဟုတ်တယ်ဘာဝရကိုခါရတာဘောနော်ဒါဆိုရင်ငါတို့ကောင်းလာပါလိုက်ပြီတော့ကောင်းတယ်တော့ငါလည်းရမဟုတ်လားဒါလည်းဟုတ်တယ်တော့ခမငါရခေါ်မရှိဘူးလူလို့ဒါမှမဟုတ်ဟယ်လိုဟင်းကတော့ခေါ်ရမလားဒီဟုတ်ပြီငါကအဝကွာလို့ကိုမငါကတော့ခေါ်မှာဒီဒါပေဒီကခိုးရွားဒီခိုးလေကားနဲ့ငါတို့တို့ကြကောင်းလေအဲ့ဒါမဟုတ်ကောင်းဟုတ်ဒါပေအိမ်မှာမဖြစ်ရရင်စားပြီးတော့ဝေးထုံတာဝေးတယ်မထုံနိုင်ဘူးပြန်မသွားတော့ဘူးဒါကြောင့်ခီးဝေးသွားတာမဟုတ်လားမတော့မလို့ပြန်ကြရင်လမ်းဆိုင်ရောဆုံးကြိုက်ထားပါတော့အိမ်မပြန်တော့မယ်ကဲအိမ်လူပြီးတော့ပြန်တော့ဒီလိုရောဘူးပေါက်နဲ့တချို့တဲကြီးဖွင့်လာတယ်မနိုင်ရောဥလာပြီတော်အကားလည်းငါလည်းကောင်းတော့ဟိုင်ပါ6ဒေါ်လာလေတော့ဘယ်လောက်ပေးရလဲဆိုတော့3ဒေါ်လာပဲပေးရကဲမကားလေးတွေ့ပြီဘောတော့ကျွန်တော်ကားငါနေလို့လည်းဘလောက်ကောင်းဆိုတော့အိုးရ30ပဲရောက်တက်လာဟုတ်ကဲ့ပါလေကျွန်တော်တက်လိုက်နော်ဘယ်မှာတော့ဟာဒီမှာတော့ရရှိလို့မင်းလုံးဟာအော်ဒီရောဗျာခမရတော့ကဲအိမ်လိုကြီးချင်းထောက်လာတော့မှဒီတိုင်းမဲ့သွားလိုက်တော့ပဲအိမ်ခုနလေးမွေးပါကွာအားလေးလုံးနေရတယ်အေးရှင်းမကြည့်ပဲနဲ့တိုက်ကောင်းတယ်ခဏလေးအေးမိကာစီကိုနေလားမသိဘူးနေလေဟုတ်တယ်ကွာကာဝစီထဲကိုမေ့နေဟာဒီရောတရမဟုတ်ဒီရောတမဝါလည်းစကားလေးဖြစ်ကုန်လည်းပြန်ကြိုးကြီးကြိုးကြီးဖြစ်နေတယ်ဝါငါပတ်စက်ကတမမေးပါဆိုမှကြိုးကြီးပဲပြောနေငါနဲ့တလားမေးအိမ်ကိုလည်းပြန်သွားမယ်ဟုတ်ပြီမနေ့ပြန်လဲရမယ်ကွာအေးလို့ဒီပြလေးဝဲနေတယ်ဆိုတော့အိမ်မှာပဲအေးဆေးနားယူလိုက်တော့မယ်ဒီလေးနည်းလေးနားထောင်လိုက်အဲ့ဒါမှအိမ်ရောဒီနေ့ကတော့နားမထောင်လို့ပါမယ်နိချာဘာညာအစပလာစူးစာ
ဘာညာပေါ့နော်အဲ့ဒါမနှမ်းထောင်လိုက်ဒီနေ့နားမထောင်ဘူးဆိုတည်းကနာနေတယ်ဒုက္ခပဲတောင်းနေမို့ကွာငါတို့ရဲ့ဒီတောင်းကဟိုမိုင်တော့အဲ့တော့မှငါတင်းကြတာတော့အဲ့တော့မှငါပါလေပတ်စံကြီးရှိတယ်ဆိုတာပဲနော်ဒီနေ့မှတော့ပါမယ်ငါတို့မျိုးသားကြီးပြောတော့အဲ့တောင်းလဲပေါ်မှာဟိုရှိတယ်လို့ပြောပတ်စံကြီးတကယ်ရှိလာတော့ငါလည်းမသိမကြည့်ရသေးဘူးနောက်ခုကြည့်မှာကွာဘာလို့မိုက်တယ်စကေးရဟာဟုတ်တယ်ဒီကောင်မတကယ်မေးပဲဟောပြမေးတယ်အဲ့သူချိန်ရမယ်လူမေးကြတယ်ဗစက်နဲ့မျက်လုံးမမြင်ရတယ်တော့ TV ပိတ်လိုက်တော့လက်ကလည်းမTV ပိတ်လိုက်တော့မေးကဲတော့အဲ့တော့မေးဒီဗီဒီယိုလေးဒါတော့ပါပဲအားလုံးမေးအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးမေးတင်ပါတယ်အားလုံးမေးတို့ရဲ့Swiper ကဆိုရင်တော့ဖြစ်200ကျော်လောက်တော့ရှိလား200ကျော်မ100ကျော်လောက်ရှိတယ်အဲ့တော့200လောက်ပြအောင်လို့ကူညီပေးကြပါဦးအားလုံးပဲကျွန်တော်ကတော့ watch ပါကျွန်တော်ဒီ episode 2လေးကတော့စဉ်းစားတော့မဟုတ်ဗျဒီမို့ကကျွန်တော်မအားလို့ရမတင်ပြတာဖြစ်ပါတယ်ကျွန်တော်အားလေးချိန်ရတင်ပေးပါမယ်အဲ့လိုဝင်ဒီကတော့ episode 1ဆိုပြီးတော့ထားလာလိုက်မယ် episode 2ပြရင် episode 2ပြရင်ပြောစရာကောင်းပါဘူးရဟုတ်တယ်မလားကျွန်တော်က voice ပါအဲ့လိုမျိုးbye bye like လေးနဲ့ follow လေးပါတော့အောင်နော်